Get down here now, you inbred trash! What? အခုခါမှာတော့ကျွန်တော်က Red Dead Redemption ကို recap လုပ်ပေးသွားမှာဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့1899လူစိုးလူမိုက်ကိုင်းနေပြီးတဲ့လူဒီပါဖြစ်နေတဲ့စာသားလေးနဲ့အတူအမေရိကန်ပြည်ထောင်စုမှာလည်းအခုဆိုရင်တရားဥပဒေတွေကရှိလာပြီဆိုတာကိုပြောထားပါတယ်တချို့တော့ဒေတာတွေမှာလည်းအခုဆိုရင်ဆူဒန်နဲ့ဖွဲ့မရှိတော့ဘဲနဲ့ ACC နေထိုင်နေလူတွေလည်းရှိပါတယ်ဒီကြားထဲမှာပို့နေရှိနေတော့လေဆိုးတွန်းနေတဲ့ဖွဲ့တွေကရှိနေစမြဲပါပဲဆိုပြီးတော့ဇလန်းလေးကိုစတင်ထားပါတယ်ဇလန်းလေးရဲ့အရှိပြေးမှာတော့ဘလုံဝါသားမျိုးဟာတက်ဗန်ဒါလန်ဆိုတဲ့ဂိုင်းတစ်ခိုင်ဟာဓမြတိုက်နေရင်းနဲ့ပေကတန်ဆိုတဲ့အဖွဲ့ဟာတည်င်းကျွေရသွားတာကြောင့်အခုဆိုရင်တက်ဗန်ဒါလန်တို့အဖွဲ့ဟာမြောင်းရမှာရှိတဲ့တောင်တန်းနေစီကိုထွက်ပြီးတိတ်ချောင်နေခြင်းဖြစ်ပါတယ်ပေကတန်တွေလက်ကနေပြီးတော့နှင်းမုန်တိုင်းတစ်ခုကြောင့်လွတ်မြောက်လာခဲ့ကြတာဖြစ်ပြီးဒီလိုနဲ့ပဲစခန်းချဖို့နေရာရှာဖွေရင်ကျွန်တော်တို့ဇက်လိုက်ကြီးဖြစ်တဲ့အာသာမော်ဂန်ကိုတွေ့ရမှာပဲဖြစ်ပါတယ် I found a place where we can get some shelter. အဲ့ချိန်မှာပဲအာသာမော်ဂန်ရှီပီကနေကော်တန်းဆိုတဲ့မြို့လေးတစ်မြို့ကိုရှာတွေ့ခဲ့တယ်ဆိုတဲ့အကြောင်းကိုဒက်ဗာဒါလန်ကိုလှမ်းပြီးတတိပေးလိုက်ပါတော့တယ်ဒီလိုနဲ့ပဲဒက်ဗာဒါလန်တို့အဖွဲ့ဟာအာသာရှာတွေ့ခဲ့တဲ့ကော်တန်းမြို့လေးစီကိုခြေရန်စတင်ခဲ့ပါတော့တယ်Bring him in here. Miss Gaskell, get that fire lit, quick. Miss Jones, bring in whatever blankets we have. Mr. Pearson, see what we've got in terms of food. Davy's dead. There was nothing more you could have done. What are we gonna do? We need supplies. Well, first of all, you're gonna stay here, and you are gonna get yourself warm. Now, I sent John and Micah scouting out ahead. Arthur and I, we're gonna ride out, see if we can find one of them. And this? Just for a short bit. And I don't see what other choice we have. Listen. Listen to me, all of you, for a moment. Now, we've had, well, a bad couple of days. I loved Davy, Jenny, Sean, Mac. They may be okay. We don't know. But we lost some folks. Now, if I could throw myself in the ground, in their stead, I'd do it, gladly. But we are gonna ride out, and we are gonna find some food. Everybody, we're safe now. There ain't nobody following us through a storm like this one. And by the time they get here, well, we're gonna be long gone.
We've been through worse than this before. Mr. Pearson, Miss Grimshaw, I need you to turn this place into a camp. We may be here for a few days. Now, all of you, get yourselves warm. Stay strong. Stay with me. We ain't done yet. Come on, Arthur. အခုတော့မိကွန်းနေခြွေပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ဂိမ်းကိုစပြီးတော့ဆော့ရတော့မှာပဲဖြစ်ပါတယ်။ဂိမ်းစခင်မှာတက်ဖက်တာလည်းအဲ့ဒီသူ့ပြီးမှာတော့ညာလည်းရောဖြစ်တယ်အကြံပေးဟိုးသေးဆိုတဲ့ပုဂ္ဂိုလ်တယောက်လည်းရှိပါတယ်။အခုကျွန်တော်တို့ဒီစောကစားရမယ့် character အာသာမော်ဂန်ဆိုတဲ့လူကတော့တက်ဖက်တာလည်းရဲ့လက်ထောက်တပည့်ရင်းခောက်တယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ပဲ game intro လေးကိုကောင်းအောင်ရှင်းပြပြီးတော့ကျွန်တော်တို့ဂိမ်းဆော့ရမယ့်အချိန်ကိုရောက်ရှိလို့ live ပဲဖြစ်ပါတယ်ခင်ဗျ